မဟောတရာဇတ်တော်ရဲ့အကျိတ်အနယ်ရှိဆုံးဖြစ်တဲ့အပိုင်းနှစ်ကိုဆက်လက်တင်ပြပေးပါမယ်။ဒီအပိုင်းမှာတော့ပညာရှိအမတ်ဟောင်း၄ဦးရဲ့မနာလိုဝန်တိုမှုတွေနဲ့မဟောတရာရဲ့ပါရမီရှင်မြန်စွမ်းထိပ်တိုက်တွေ့ဆုံပုံတွေကိုတွေ့မြင်ရမှာပါ။မဟောတရာဇတ်တော်အပိုင်းနှစ်ပညာရှိဟောင်းတို့၏စမ်းသပ်ချက်များတဲ့အမတ်ကြီး၄ဦး၏မနာလိုမှုမဟောတရာဟာအသက်အရွယ်ငယ်တော်လဲမင်းကြီးရဲ့အားကိုးယုံကြည်မှုကိုရရှိလာတဲ့အခါအမတ်ကြီးတေနာကအမှုပြုတဲ့ပညာရှိ၄ဦးဟာနေရာပြောက်မှာဆိုလို့မဟောတရာကိုနီးမြကိုးစုံနဲ့နှိပ်ကုပ်ဖို့ကြိုးစားကြပါတယ်သူတို့ဟာမင်းကြီးကိုခတ်ခဲတဲ့ပဟေလိတွေမေးခိုင်းပြီးမဟောတရာမဖြေနိုင်ရင်အရှက်ရအောင်ကြံစီကြပါတယ်နှစ်ဦးကောင်းခွန်ပဟေလိယောက်